course. Law school. You got into Harvard Law? What, like it's hard? Hello မင်္ဂလာပါအခုတော့ Nari Slang page ကနေပြီးတော့ founder နေ Nari ပေါ့နော်အခုတော့ Nari က Bangkok University International မှာဒီ Global Bright Scholarship နဲ့ International Tourism and Hospitality Management ကိုတက်ရောက်နေပါတယ် Nari ကိုအမမေးချင်တာလေးပေါ့နော် scholarship ရှောက်ချင်တဲ့သူတွေအတွက်ဆိုရင်ညီမလေးဘာအကြံပေးချင်လဲ ပထမဆုံးဆင်းရတော့လည်းနိုင်ငံရွေးရမယ်ပေါ့နော်အခုပေးနိုင်ငံကိုသွားမှလည်းအရှိရှာတဲ့အခါမှာတခြားသူတွေ sharing လုပ်ထားတဲ့ scholarship တွေအပြင်ကိုယ့်ဟာကိုယ်လည်းထပ်ရှာတင်နေပေါ့ကျောင်း website တွေမှာရှာလို့ရတယ်။ပြင်လျှောက်တဲ့အခါမှာလေးဟိုတနိုင်ငံသက်မှတ်သေးဒီနေရာတစ်ခုပဲဆိုပြီးတော့နည်းနည်းလေးသက်မှတ်ဒီအမြဲသွားလို့တော့အဆင်မပြေဘူးပေါ့။နိုင်ငံဖြန့်လျှောက်ရတဲ့အချိန်တွေလည်းရှိတယ်။ကိုယ့်ရဲ့ budget အတွင်းကိုသွားနိုင်တဲ့အတိုင်းအတာအတွင်းနေနဲ့ချိန်ရတဲ့ဟာလေးလည်းရှိတယ်။ကိုနဲ့ပေါ့နော်ဒီ match ဖြစ်လောက်မယ်ဆိုတဲ့ scholarship တွေကိုရှာဖို့ရယ်ဟိုဒါတွေကို apply လုပ်ဖို့ရယ်ပြီးတော့အချိန်တစ်ခုယူရယ်အဲ့တုန်းက scholarship မလျှောက်ခင်မှာထားတဲ့ mindset လို့ဒါရီအရင်ဆုံးပြောချင်တယ်ပထမဆုံး10ရောက်လက်မှတ်ရှိရမယ် Duolingo scholarship အဲ့ဒီနှစ်ခုဒါကတော့ requirements academic requirements အနေနဲ့လိုအပ်တယ်ပေါ့နော် personal requirement အနေနဲ့ဆိုရင် portfolio ပေါ့နော် portfolio ဒါမှမဟုတ် cover letter လိုအပ်ပါတယ်ကိုရှောက်မဲ့မိကြပေါ်မူတည်ပြီးတော့ portfolio ကိုတိစောက်တင်တယ် recommendation letter လိုအပ်ပါတယ် recommendation letter ကကြတော့ဟိုသူတို့ကတော့ high school လို့ပြောထားတယ်ဆိုပေမဲ့ကို volunteer လုပ်ခဲ့နေရဒါမှမဟုတ်အခုလိုမျိုးကို lab ပေါ့နော်ဟိုဘယ်လောက်ထိလုပ်နိုင်နေဘယ်လို participate လုပ်ထားရဲဆိုတဲ့အကြောင်းတွေကိုတတိချလေးရေးပေးနိုင်နေဆိုတဲ့ university ကနေပြီးတော့ recommendation letter ယူတင်တယ်ဟောရှေ့လျှောက်ဖို့လည်းမကြောက်နဲ့ပေါ့နော်ပြီးတော့ငါဒီ scholarship လျှောက်လိုက်ရပါမလားဆိုတဲ့အတွေ့ကိုလည်းမတွေးနဲ့ပေါ့နော်အဲ့တော့မရဘူးဆိုတဲ့အတွေ့ကိုလည်းမတွေးနဲ့ဒီ scholarship ကိုလျှောက်လိုက်ငါရဲ့တောင်းရွေးတာအပိုင်းကသူတို့အပိုင်းပေါ့နော်ကိုကတော့တက်နိုင်လို့ကိုလုံးနိုင်နေပါအောင်လုပ်ခဲ့ပြီးသွားပြီဆိုတော့စိတ်မျိုးထားတင်နေပေါ့ ကျေးဇူးအများကြီးတင်ပါတယ်ညီမလေး